ဒီတစ်ခါလဲကျွန်တော်ဟိုနေ့တော့ဆိုရ Football 227ပြန်ဆော့ပါမယ်ကျွန်တော်စကီယာရှုကတော့ခရက်ဆက်လေစပီက60 pass က90ခု drive က60 defense က30ခု penalty က90ပါပဲနေတော့တင်လာတာပါပဲတော့ပါပြီကျွန်တော်ဒီကလပ်နဲ့နောက်နေ့ကျဘယ်ကလပ်ပြောင်းလဲဆိုတာရွေးခိုင်းတာပါရတယ်ပြောဒီကလပ်မှာတော့သွားလို့ရတယ်သွားကြလဲသွားလို့ရတယ်ဒါပေမဲ့မသွားကြပြန်ဖြတ်လို့ရတယ်ပေါ့နော်အားရပြီအိုးရောက်တော့ကလပ်တော့ဖြစ်တယ်ကျန်ပါright there ရွေးရတော့ပဲဆရာရွေးကောင်းလေဆန်ကိုကျွန်တော်ကတော့ဘီယာတဲ့ကလပ်ပြောင်းလိုက်ပါပြီpink good blue လာဒီခုဆိုလို့ရှိတော့ကျွန်တော်ပတ်ပါပါစကပ်ပါပြီ Welcome to the match. Fans seem like they are really looking forward to the game. Let's see the manager's choices. ကျွန်တော်တဲ့ဇာကွက်ပါဒီခုမတဲ့ဇာကွက်ပါ Kick off. ကျွန်တော်သိချင်ရပါမယ် Through ball. ကျွန်တော်လမ်းပေးလိုက်ပါပြီဒါပေမဲ့ကျွန်တော်တက်မရောက်ခဲ့ပါဘူးလူပေးမှားသွားပါတယ်နောက်ဆွဲပြေးတယ်ဟိုကောက်ဖြတ်လို့တယ်ကျွန်တော်တက်ထပ်ပြန်လို့တယ် Try the through ball. ကျွန်တော်ပေးတယ် Carrying the ကျွန် ball တော် forward. ပြန်ပြီးတော့ဖြတ်ဖို့ကြိုးစားတယ်ဒါပေမဲ့ဟိုကလူပေးပြီးတော့ကြားတော့ဖြတ်လို့မရပါဘူးကျွန်တော်ပေးတယ်ကျွန်တော်ဆွဲပြေးတယ်ကျွန်တော်ဆွဲပြေးပါတယ် Beautiful footwork. ကျွန်တော်ဆွဲပြေးတယ်ကျွန်တော်ရှုတယ်ကီပါကောင်းလို့ပုတ်သွားပါပြီ Troubled. Driving it ကျွန် into the တော် box. အသေးပေါက်ပေးလိုက်တယ်ဟိုကခေါင်းတိုက်ထုတ်လိုက်ပါတယ်ကျွန်တော်ရှုတယ်ဆော်သွားပါတယ် Great power but poor ဟို direction. ကတဲ့ညာဘက်ကို A very ဝေးကို timely လမ်းပေးလိုက်ပါ interception. လေဟိုကတဲ့ကီပါကျွန်တော်လူတယ်ဟိုကကျွန်တော်တရားလည်းပြန်လူသွားပါတယ် Fails to keep the ball. ဟိုကလည်း Fails to keep the ကျွန် ball. တော်တို့ပြန်ရပါပြီကျွန်တော်ပေးလိုက်ပါပြီကျွန်တော်ဆွဲပြင်းနေတယ်ဟိုကဘတ်တန်းလိမ့်ဖို့ကြိုးစားတယ် Both teams showing positive intent. လိမ့်ပါတယ်တော့ရပါပြီပန်နရီရပါပါပြီဟိုကနံပါတ်3ချက်ချိုးလိုက်တာမဟုတ်လို့ကျွန်တော်တို့ He's got a decision to make. ကျွန်တော်ကန်ခိုင်းပါတယ်ကျွန်တော်ကန်ပါတယ်ဘိုးပါတယ်ခင်ဗျာဟိုဘက်ကပြတ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်ကန်တာပိုတော့ကြာသွားမလို့မမိခဲ့ပါဘူး Fails to keep the ball. ဟိုဘက်တဲ့ဆွဲပြေးလာပြီချက်ဖို့ကြိုးစားတယ်ဟိုဘက်တဲ့ opposite ဖြစ်သွားပါတယ် Taking the free kick. ကျွန်တော်လက်ပေးလိုက်တာရှေ့ကလူဖြတ်ယူသွားပါတယ်ဟိုဘက်တဲ့ကဟိုဘက်တဲ့က
စီကကျွန်တော်တို့ဖြတ်ယူသွားပါတယ်ကျွန်တော်တို့ပေးလိုက်ပါပြီ Fails to ကျွ keep န် the တော်ဒီက ball. 2 ယောက်ညက်ပြီးယူသွားပါတယ်ကျွန်တော်ပြန်လူးပါတယ်ကျွန်တော်ရှူး Heavy ပါတယ် shot. ကိုသဘာဒီတက်တက်ရောက်သွားပါတယ် Masterclass. ကိုသဘာရှစ်တက်တဲ့တောင်လှမ်းရှူးလိုက်တာပါဒီက Fails to keep the ball. ကျွန်တော်ပေးပါတယ်ကျွန် It's တော်ရှူး in. ပါတယ်လူထိ Plenty သွား of ပါတယ် power on that. ကျွန်တော်ရှူးပါတယ်ကီပါပုတ်ပါတယ်ကီပါကောင်းပါတယ်ကျွန်တော်တို့သိရပါပြီဒီမှာသိဖြတ်လူသွားပါတယ်မအောင်သေးပါဘူး Losing possession. ဆွဲပြေးလာပါတယ်ကျွန်တော်ပေးလိုက်ပါပြီကျွန်တော်ဆွဲပြေးနေပြီဆွဲပြေးနေပြီ Good ball movement and a decent ကျွန် position တော်ရှူး here. ပါတယ်ဒီမှာကောင်းတယ်ထက်ရှူးတယ်ခိုးပါတယ်ခင်ဗျာ A little goal. A brilliant brace, lifting the whole team spirits. ဟိုကပုံသွားတာဟုတ်တယ်ဒီပါပထမတစ်ချက်တော့ပုံပါတယ်နှစ်ချက်ကလက်တိုက်ကန်တော့မပုံနိုင်ပါဘူးဟိုကပတ်တန်းထိဆွဲပြေးလာပါပြီ Able to get in ဘိုး behind မ the နဲ့ face to defence. face ဆွဲနေပြီ They'll be delighted အဲ့ with ဒီ the မှာပဲ team's ပထ first မ half ပိုင်းပြီးသွား performance. ပါတယ်ကျွန်တော်ကစားကွာတော့4-2-3-1ပါပဲဟိုဘက်ကစားကွာ3-4-4ပါပဲသူဒုတိယဘက်ပြန်လဲစတင်ပါပြီဒီခါဟိုဘက်ရပါမယ်ဘက်ပါဟိုကကျွန်တော်တို့ရတာမလို့ Carrying the ball forward. ဆွဲပြေးပါတယ်ဆွဲပြေးပါတယ် Looking for options. ဆွဲပြေးပါတယ်ရှူးပါတယ်ကီပါကောင်းပါတယ်ပုတ်သွားပါပြီ A millimetre would have made a difference. Crossing ကျွန် it တော် from ဒီ the ပေးလိုက် corner. တယ်ကျွန်တော်ရှူးတယ်ကီပါတက်တက်ရတားပြီးတော့ကီပါဖမ်းသွားပါတယ်ဘယ်ဘက်ကိုပေးလိုက်ပါပြီဘယ်ဘက်ဝဲကျွန်တော်တိုက်စစ်ဘူးလူနေပါတယ်ကျွန်တော်တို့ရသွားပါတယ် Through ball. တော့ပေးလိုက်တာအောက်ကိုဆိုင်ဖြစ်သွားပါတ To ယ် trouble them here. They are looking to create space. တော့ဖြတ်လို့ပါတယ်ဟိုဘက်တက်ပတ်တန်းစီရတယ်ရပါတယ်ဆွဲပါတယ် Beautiful ဆွဲပါ football. တယ်ရှူးပါတယ် Going for goal. ဘိုးပါတယ်ခင်ဗျာကျွန်တော်ခုဆိုလို့ရှိရင်တော့ hat trick ရသွားပါပြီ There goes the ball. ဟိုဘက်တက်ဆွဲပြေးလာပြီ Losing ကျွန် possession. တော်တို့မကြောတိုင်းပါဘူးကျွန်တော်ဆွဲပြေးနေပြီတော့သွားနေတယ်ဟိုဘက်တက်ပတ်တန်းနဲ့တွဲနေတယ်ဟိုဘက်တက်ဖြတ်လူသွားတယ် Losing possession. ကျွန်တော်ပေးလိုက်တယ်ကျွန်တော်အသင်းပေါ်က slide ပြပြီးတော့ကျွန်တော်လူတယ်ကျွန်တော်အသင်းပေါ်ကိုပေးလိုက်တယ်ဒါလည်းဘူးလွယ်ပြီးတော့ကီပါဟိုဘက်ကီပါစီတက်တက်ကြီးပေးလိုက်တော့ဖြစ်သွားပါတယ် Carrying the ball forward. ကျွန်တော်သိရပြီကျွန်တော်ပေးလိုက်တယ်ကျွန်တော်ပေးလိုက်တယ်ဟိုဘက်တက်လူတယ်ကျွန်တော်လည်းပြန်လူတယ်ပြန်ရတယ်ဟိုဘက်တက်ပြန်လူတယ်ရပါတယ်ကျွန်တော်လည်းလူတယ်ရတယ်ကျွန်တော်ပေးလိုက်တယ်ကျွန်တော်လူပေးလိုက်တယ် Nice clean through. ဟိုဘက်တက်ဖြတ်လူသွားပါ Knocks တယ် it towards to the front. ကျွန်တော်တို့လူတယ်ကျွန်တော်စီပေးတယ်တော့ဆွဲပြေးတယ်ဆွဲပြေးတယ်ရှူးတယ်ဘိုးပါတယ်ခင်ဗျာ Perfect goal. ဥစ္စာတော့တပွဲမှာ၄ကိုရသွားပါပြီကျွန်တော်ကြီးပဲသွင်းတာ It's a substitution. ဒီတင်ပေါ်တယ်မရမီတင်ပေါ်တယ်ပိုကောင်းတယ်လို့တော့ကျွန်တော်ထင်နေပြီဘာလို့လဲဆိုတော့ဒီအသေးတက်လောက်ကောင်းတာ85ဖြစ်လို့ပါဘီယာပဲ69ပဲရှိပါတယ်တက်လောက်ကောင်းတယ် Carrying the ball forward. ခိုးပါတယ်နောက်တစ်လုံးထပ်ထည့်တာလဲကိုတော့တိုင်ထီပြီးတော့ခုဆိုလို့ရှိရင်တော့ကျွန်တော်တပွဲထဲမှာ9ကိုသွင်းလာပါပြီကျွန်တော်ပတ်တန်းကိုလဲပြီးတော့ထည့်သွားတာပါ Substitution it is. ဟိုဘက်လူလဲပါတယ်
There goes the ဟို ball. ဘက်ရသွားပါပြီကျွန်တော်လူကိုကြိုးစားတယ်ရတယ်လူလို့ရတယ်လူလို့ရတော့ဆွဲပြေးတယ်ဆွဲ Keeping ပြေးတယ် possession ဟို nicely. ဘက်နဲ့တွေ့တယ်ဟိုဘက်ဖြတ်လူသွားတယ်ကျွန်တော်ပြန်လူနေတယ်ဒါပေမဲ့ဟိုဘက်လူပေးကစားတော့လူလို့မရဘူးဘတ်တန်းစီရောက်သွားပြီဘတ်တန်းနဲ့လူလာရပါတယ်ကျွန်တော်ကိုပေးလိုက်ပါတယ်ကျွန်တော်ပေးပါတယ်ကျွန်တော်ဆွဲပြေးနေပြီကျွန်တော်ဆွဲပြေးနေပြီ Looking for options. တော့ဆွဲပြေးနေပြီလိမ်ပါတယ်ဘတ်တန်းခောက်ပါတယ်လိမ်ခောက်ပါတယ်ရှူးပါတယ်ဒီဘက်တက်တက်ကြသွားပါတယ်ကျွန်တော်တို့တင်းဖို့ရှူးသွားပါပြီ right wing back ကပါ Fred would have gone crazy, and quite rightly, so what a finish that is. ဟိုဘက်တဲကတော့နည်းနည်းညံ့တယ်လို့ပြောရပါမယ် Subs getting ready. ဟိုဘက်တဲကလူလဲလိုက်ပါပြီ Fails to keep the တော့ ball. တဲရပါတယ် Referee has blown the whistle, and we have a ပြီးသွားပါပြီ final ခု score. ဆိုလို့ရှိရင်တော့ဒုတိယပိုင်းလဲ The score comparison is unbelievable. Such a pity for the losing team. ခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတပွဲကစားတပွဲနိုင်6ဂိုးရနဲ့ပေးကုန်မရှိ6ဂိုးနဲ့3မှတ်ရသွားပါပြီကျွန်တော်တို့ကထိတ်ဆုံးရောက်နေပါပြီကျွန်တော်တို့လိုပဲနာမည်တူ Bingo Red လေးရှိပါသေးတယ်အောက်မှာကျွန်တော်တို့က Bingo Blue ထင်တယ်ကျွန်တော်တင်ပြတဲ့ဟာရှိလားဆိုတော့သွားကြည့်မယ်မရှိဘူးဆိုတော့ကျွန်တော်တင်ပြတဲ့ဟာမရှိဘူးဆိုတော့တင်သေးပါဘူးနောက်တော့ဘွဲဆော့ဆော့ပါမယ်ဒီတက်စကီကတော့68ရှိပါတယ် The game is about ခု to ဆိုလို့ start. ရှိရင်တော့ပထမပိုင်းစတင်ပါပြီကမ္ဘောဒီးယားလီ round 2 ပါ Let's have a look at the ရဟိုဘ lineup တ် for တဲ့ both က teams. စားကွက်ပါကျွန်တော်တဲ့ကစားကွက်ပါ The match is ဟိုဘတ်တဲ့ underway. ကွင်းဖြစ်တာမို့လို့ဟိုဘတ်တဲ့ရင်ရပါတယ်ကျွန်တော်တို့ဖြတ်လို့ပါတယ်ရပါတယ်ကျွန်တော်ဖြတ်လို့လို့တော့ဆွဲပြေးပါတယ်လိမ့်ပါတယ် The ball movement and a ခောက် decent ပါတယ် position ပ here. ဒတ်ကိုကြော်ဖို့ထိုးစားတယ်လိမ့်တယ်ဒါပေမဲ့ပဒတ်ဖြတ်လို့သွားပါတယ် Losing possession. နေရပြကျွန်တော်ပြန်လူပြီးတော့ဆွဲပြေးလာတယ် Beautiful ပဒတ်ကို football. လိမ့်ဖို့ကြိုးစားနေတယ်ပဒတ်ကိုလိမ့်လို့ရသွားပြီထပ်လိမ့်တယ် Good play, one on ဟို one. ဘက်ပဒတ်ယူသွားပါတယ် Nice defence. ကျွန်တော်တို့ဘက်က free kick ရပါပြီဟိုဘက်ဖြတ်ချိုးလိုက်လို့ပါ Not showing a card. ကျွန်တော်တို့ပေါ်တွဲတယ်ဒီဘက်တက်တက်ဖြစ်သွားပါတယ် Losing possession. ကျွန်တော်ပေးတယ်ကျွန်တော်ဆွဲပြေးတယ် Opening quarter ခောက်တယ် hour ဆွဲ complete. ပြေးတယ် Teams looking to ဟိုဘ establish ယူသွား control. ပါတယ်ဟိုဘဖြတ်ထုတ်လိုက်ပါတယ်ကျွန်တော်တို့ဗတ်တန်းရတယ် Pressure ကျွန်တော် forced the ပေးတယ် error. ကျွန်တော်ကဟိုကောက်ပေးတယ်နည်းနည်းလေးနားလည်ဘူးလွဲသွားပါတယ်ကျွန်တော်စီကိုပြန်ပေးတယ်ကျွန်တော်ဆွဲပြေးတယ်ကျွန်တော်ဆွဲပြေးမယ်ဟိုဘကပရိဗတ်တန်းနဲ့တွင်းနေတယ်ကျွန်တော်လိမ့်တယ်သူ့လိမ့်တယ်ဒါပေမဲ့သူကဖြတ်လို့တယ်ကျွန်တော်လည်းပြန်လိမ့်တယ် Defending brings danger to an end. ကျွန်တော်ပေးတယ်ကျွန်တော်ရှုတယ်ဟိုဘလူတဲ့ထိသွားတယ်ထိ Fails ပြီး to ဟို keep ဘ the တဲ့ ball. ဗတ်တန်းရသွားပါတယ်အဲ့ဒီ Forward တော့ one ကျွန်တော် pass. တို့လေတန်းကိုပို့လိုက်တယ်ကျွန်တော်တို့လေတန်းတွေပဲရပါတယ်ကျွန်တော်တို့ရှူးတယ်ကီဘတ်တဲ့ဖြစ်သွားကီဘတ်ဖမ်းသွားပါတယ်ဟိုဘတဲ့ဘယ်ဘက်ကိုကီဘတ်လမ်းပြောင်းပေးလိုက်ပါပြီကျွန်တော်တိုက်ဆက်ဘူးယူပါတယ်ကျွန်တော်ပေးလိုက်တယ်ကျွန်တော်ခောက်တယ်ရှူးတယ်ဂိုးပါတယ်ခင်ဗျာ ဟုတ်တယ် A
Slight ဟိုဘက် wobble, တဲက but still စတင် commanding the ပြန်ကန်ပါ scoreline. ပြီဟိုဘက်တဲကိုလူးဖို့ကြိုးစားပါတယ်ဟိုဘက်တဲစီကရသွားပါတယ်ကျွန်တော်ပေးလိုက်တယ်ကျွန်တော်လှမ်းရှူတယ်ကိုတော့ရှင်းတတ်နေလို့ဒါပေမဲ့ကိုတော့နောက်ပြန်ဆုပ်ပြီးတော့ပြန်ဖမ်းလိုက်ပါတယ် Fails to ကျွန် keep တော် the တို့သေး ball. ရတယ်ကျွန်တော်ပေးလိုက်တယ်ကျွန်တော်ခောက်တယ်ရှူးတယ်ကျွန်တော်လူတဲ့ကျွန်တော်ပြန်ထိနေတယ် Chance. ရှူးပါတယ်ခိုးပါတယ်ခင်ဗျာ Today. အဲ့မှာကျွန်တော်လူ24နဲ့တီးပြီးတော့မှကျွန်တော်ပြန်ရောက်လာတာပြန်ရှူးတာပါ Still in control of the scoreline. ဦးဆိုလို့ရှိရင်တော့ပထမပိုင်းဒီက45မိနစ်ပြည့်လို့ချိန်ကို6မိနစ်ပေးထားပါပြီကျွန်တော်ပေးပါတယ်ကျွန်တော်ဆွဲပြေးပါတယ်ကျွန်တော်ခောက်တယ်ဟိုကဘတ်တန်ကိုကျွန်တော်ရှူးတယ်ဒီဘပုတ်သွားပါတယ်ကောင်းသွားတယ် Goalkeeper has done ဟိုကဘ exceptional. တ်တန်နဲ့ရတယ်လူတယ်ကျွန်တော်တို့စီကိုပူးတယ်ဒါပေမဲ့ဟိုကျွန်တော်တို့သိရှူလိုက်တာချိန်ပြည့်သွားမလို့မကိုးသွားပါဘူးချိန်မပြည့်ရှူလိုက်တယ်ဆိုတော့ကိုးသွားပါပါ Come on, let. ဘုဆိုလို့ရှိရင်တော့ကျွန်တော်ကစားကွက်က4-2-3-1-2ပါပဲဟိုဘက်ကစားကွက်ကလည်း4-4-2-2ပါပဲခုဆိုလို့ရှိရင်တော့ဒုတိယဘောက်ပြန်စတင်ပါပြီဒီကကျွန်တော်တို့ရင်ရပါမယ်ပထမပိုင်းတော့ Second half is ဟို finally ဘက်ရင် starting. ယူသားလို့ပါဟိုဘက်ကွဲလဲဖြစ်တာမို့လို့လူချိုတယ်ဒီတော့လာဘူးကျွန်တော်ပေးလိုက်ပါတယ်ကျွန်တော်ဆွဲပြတယ်ဟိုဘက်ကပရာကျွန်တော်စီကလူသွားတယ် A through ball attempt. ကျွန်တော်တို့ဘတ်တန်းစီရောက်လာပြီကျွန်တော်တို့ကပရိဘတ်တန်းလူတယ်ကျွန်တော်ဆွဲပြေးတယ်ကျွန်တော်ခောက်တယ်ဟိုဘက်ဘတ်တန်းကိုခောက်တယ်ဟိုဘက်ခောက်တယ်ဆွဲပြေးတယ်ဆွဲပြေးတယ်ဟိုဘက်ဘတ်တန်းလူတယ်ပြန်လူကိုကြိုးစားတယ်ဟိုဘက်ဖတ်လုပ်ပြီးကစားတာမလို့ကျွန်တော်မရပါဘူး Pushing it forward. ဒါသူကျိုးနေပြီမပေးနဲ့နော် Flags up. Offside call straight လူကျိုးနေ away. တာကိုပေးလိုက်လို့ဟိုဘက်လူကျိုးဘောရောက်သွားပါပြီ They are setting up for a quick one. ကျွန်တော် slide ပြပြီးယူဖို့ကြိုးစားတယ်ဒါပေမဲ့ဟိုဘက်လူကြီးပဲပြန်ရောက်သွားတယ် Fascinating tactical battle. ကျွန်တော်တို့တဲရသွားပါပြီကျွန်တော်တို့တဲဖို့ဆွဲပြေးနေတယ်ကျွန်တော်ဘောစီကိုရောက်လို့ကျွန်တော်ဆွဲပြေးတယ်ခောက်တယ်ဟိုဘက်နှစ်ယောက်ညက်ပြီးပြန်ယူသွားတယ်ကျွန်တော်တို့တဲရပါပြီကျွန်တော်ပေးလိုက်တယ်ကျွန်တော်ရှူးတယ်နည်းနည်းလေးချော်သွားပါတယ် The shooter left shooting boots behind. Sending it deep. Well timed ဒီ tackle. ပါကန်တာမှပြကျွန်တော်စီကိုရောက်လာပါတယ်ဘောလုံးက The score ကျွ is န်တော် now လိမ့်တယ်ဟိုဘက် 0-2. လည်းဖြတ်လို့တယ်ကျွန်တော်ပြန်ယူဖို့ကြိုးစားတယ်ပြန်ရတယ်ကျွန်တော်ပေးတယ်ကျွန်တော်ဆွဲပြေးတယ်ကျွန်တော်ရှူးတယ်နည်းနည်းလေးချော်သွားပါတယ်နောက်ဘားတိုင်းထိသွားပါတယ် Play short to the back. ဟိုဘက်ကီပါဘယ်ဘက်ကိုပေးလိုက်ပြီ Seeking out a passing lane. ကျွန်တော်တို့ဘက်တန်းစီရောက်လာကျွန်တော်တို့ပြန်လူတယ်ကျွန်တော်တို့သိရတယ်ကျွန်တော်ကို long pass နဲ့ပေးတယ်ကျွန်တော်ယူဖို့ကြိုးစားနေတယ်ရသွားပါပြီပြောင်းရှယ်ကွင့်နေတယ်ကိုပေါက်စီတဲဖို့တောက်ကြီးပါတယ်ရှူးတော့မကူသွားပါဘူး တောက်ကြီးတာမို့လို့ What an ဖြစ်ပါတ amazing ယ် save. ဟိုဘက်တဲကသူ့ကပရပေးလိုက်ပါတယ်သူ့ကပရဖြတ်ထုတ်လိုက်ပါတယ်ကျွန်တော်သူ့နားနေးတာလို့ပါ Substitution it is. Knocks it towards to the front. ကျွန်တော်ပေးတယ်ကျွန်တော်ရှူးတယ်ကီပါကောင်းလို့အမေက What ဖမ်း an သွားပါတယ် amazing save. The keeper just saved the team. Fails to keep the ကျွန် ball. တော်တို့တဲလူတယ်ကျွန်တော်ပေးတယ်ကျွန်တော်ရှူးတယ်နည်းနည်းချော် It သွားပါ missed တ by ယ် very much. Trying to find the target man. နှလုံးငါတို့တင်း Losing possession. ကျွန်တော်ပေးလိုက်တယ်ကျွန်တော်
ဆွဲပြေးနေတယ်ကျွန်တော်နှစ်ယောက်ညက်ပြီးတော့လူတယ်ကျွန်တော်တို့သဲမပြန်ရတယ် Through. ကျွန်တော်တို့သဲဖို့ပေးတယ်ကျွန်တော်ပေးလိုက်တာကျွန်တော်တို့လူက opposite ဖြစ်နေလို့ဟိုက opposite ရပါမယ် opposite မဖြစ်ကျွန်တော်တို့ 3C နဲ့နိုင်ပါမယ်ခုဆိုလို့ရှိရင်ဒုတိယပိုင်းပြီးသွားပါပြီဒီပွဲလည်းကျွန်တော်တို့ထပ်နိုင်သွားပါ The ပြီ champions not only won the final match, but also won the respect of many fans. ခုဆိုလို့ရှိရင်တော့ကျွန်တော်မြင်ချင်တဲ့ဟာကိုကြည့်ပါမယ်ကျွန်တော်မြင်ချင်တဲ့ဟာရှိလို့ကျွန်တော်မြင်လိုက်ပါတယ် pass ကိုခုဆိုလို့ရှိရင်တော့ပြီးသွားပါပြီမနေ့ပြန်ကြရလဲဒီလိုမျိုးဟာလေးဆော့ဆော့ပြပါအောင်မယ် bye bye